Stowe Valley ဆိုတဲ့မြို့လေးက retire နေတဲ့မြို့တွေတိတ်ဆိတ်လို့recreation center ရှိတယ်ဟိုမှာရေကူးကန်တွေပါလာကူးလို့ရတယ်ဒီနေ့ထူးထူးခြားခြားနေတာနေတယ်ဆောင်းတွင်းကြီးမှာအခုသွားမဲ့ Fairview ဆိုတဲ့နေရာလေးတော်တော်လှတယ်သူကဟိုတောင်ကုန်းပေါ်ကနေပြီးတော့ဟိုအောက်ဘက်ကလမ်းမြင်နေရတယ်ဒီပင်လယ်အထိလမ်းမြင်နေရတယ်အဲ့ view လေးကိုရိုက်ပြချင်လို့ခုစပြီးတော့ရိုက်တယ်ဟိုမှာဟိုကျွန်တော်ရဲ့ mount နဲ့ speed ကိုလမ်းပြီးတော့တိုင်းပြရတယ်ဒီလမ်းက40ပဲမောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော် block မောင်းနေတယ်ဆိုတော့သူတို့ဘယ်လိုသူဆက်ကနေပြီးတော့ပြောပြတယ်ရောက်ခါစားအဲ့ဒါကိုဖမ်းနေတယ်အောင်မင်းတို့အဲ့တိုင်းလိုက်မောင်းလာဒါပေမဲ့ခါခါကျရင်ကားမရှိလို့ရှိရင်လည်းနည်းနည်းကြော်မောင်းလို့ရပါတယ်မဖမ်းဘူးသူကလူကိုပဲသိအောင်ပြရတယ် driver ကိုပဲသိအောင်ပြရတာဖမ်းဖို့မဟုတ်ဘူးကျွန်တော် record ယူပြီးတော့ဓာတ်ပုံရိုက်ပြီးဖမ်းပြီးတော့ကိုယ်ပြဿနာရှာရမယ်အောင်မင်းတို့အဲ့နေရာရောက်လို့ရှိရင်မကြော်အောင်လို့သေချာကူးဆိုင်ပြီးမောင်းတယ်တော့တော့မဟုတ်ပါဘူးအဲ့လိုမျိုးပြထားတာအများကြီးပဲကိုမောင်းနေတာဘယ်အချိန်ရှိပြီလဲဆိုတော့ကိုယ့်ဘက်ကတတိရှိအောင်ကိုလမ်းတိုင်းမှာ limit speed limit ရှိရလေ40 50 60မောင်းရမယ့် limitation 25ကျောင်းသားတွေဆိုလို့ရှိရင်ဖြည်းဖြည်းပဲမောင်းရတယ်အဲ့ဂွေလေးကြော်သွားတယ်အဝိုင်းလေးရှိတယ်အဲ့အရှိအဝိုင်းလေးကြော်သွားတယ်အဲ့ view ကအရမ်းလှတာပဲအဝိုင်းဟိုးအောက်က view လမ်းမြင်နေရတယ်ဒါကြတော့ speed limit က30ပဲမောင်းကဲကယ်လီဖိုးနီးယားရဲ့လှပတဲ့နေရာလေးဟိုမှာမြင်ရတာတော့မသိဘူးအောင်တိန်နေဖုံးနေ the bay area ကြီးဟိုမှာတောင်တန်းရှိတောင်တန်းရဲ့ဟိုဘက်မှာပင်လေအဲ့ဒီအခုမြေပြန့်နဲ့အဲ့တောင်တန်းနဲ့ကြားထဲမှာဟိုပင်လေအော်ကြီးတစ်ခုရှိတယ်ပင်လေနဲ့ဆက်နေတဲ့ဒီပင်လေဖြတ်ပေါ့တစ်ခုရှိတယ်ကျွန်တော်တို့ပထဝီလို့ဘယ်လိုခေါ်ရမလဲပင်လေအော်လို့ခေါ်တယ်ဒီမှာလို့အင်းတို့ bay ပေါ့ bay area ရန်လာIt's a beautiful view, especially in the summer. Winter, I think we love. Taking a phone. A Dilani among you look on the Indian Ocean. You didn't give your chair. The land, European land, and the land on land you are. ဒီလမ်းကလည်းတစ်ခါပြန်လို့ရတော့ဒီလမ်းကနည်းနည်းတော့ရှည်တယ်ဒါပေမဲ့ကားရှင်းတယ်ဟိုဘက်တည်းကတော့မြို့တွေဖြတ်ရတယ်ကားနည်းနည်းရှုပ်ဟိုမှာတို့ရှိမှာတင်ញိုင်းစစ်တင်ញိုင်းစစ်သားတွေကိုမြုပ်ထားတဲ့တင်ញိုင်းဒုတိယကမ္ဘာစစ်ကစစ်တင်ញိုင်းမလေးဒီကိုရကြက်လာရည်လားနောက်ထပ်အဝိုင်းတစ်ဝိုင်းဆိုတော့ကိုယ်မှာကိုယ်လို့ရှိရင်ကိုယ်ကောက်ဦးစားပေးရကားမောင်းတာဝါသနာပါတယ် Uber တို့ Lyft တို့မောင်းလိုက်ရင်ကောင်းလမ်းပေါ်မှာပဲချိန်ကုန်သွားပြီးတော့ရောင်းမောင်းပေါ့အဲ့တနေ့ကျရင်တော့လို့ရမယ်ကားကနည်းနည်း model နှိမ့်နေတယ်လို့ကားတွေက model မြင့်လို့ရှိရင် Lyft တို့ Uber တို့မောင်းလို့ရမယ်
မ stop ဆိုတော့မီးပွိုင်းမရှိတဲ့နေရာဆိုလို့ရှိရင်အဲ့မှာကိုရက်ပြီးတော့မှရင်ဦးဆုံးရိုက်တဲ့လူကထွက်တစည်းမမရောက်လဲပဲမရှိလဲပဲရက်ပေးထားတယ်ရက်ပြီးတော့ကိုကဒီမင်းနေရာကိုကြည့်လိုက်သူမီးပွိုင်းမရှိလို့ရှိရင်သူစီကန်းလေးနဲ့ဒီမှာလူထွက်လို့မရဘူးကျွန်တော်တို့အသေးတိုင်းမှာဆိုတော့မီးပြတ်ပြီဆိုတော့ ਨੇ လူထွက်ကြပိတ်သွားပြီလမ်းပိတ်သွားပြီကိုကရှင်းပြီးတော့မော်တော်ဘီကယ်လုတ်ပေးရတယ်ကျွန်တော်ကကမကထလုတ်ကားပေါ်ဆင်းကလေးတွေကမဆင်းနဲ့မရဘူးမဆင်းလို့ရှိရင်ဘယ်သူမှလာရှင်းပေးမှာမဟုတ်ဘူးကိုယ့်ဘာကိုဆင်းကိုယ့်ဘာကိုရှင်းပြီးကိုယ့်ဘာကိုထွက်ဒီမှာလည်းပဲ30ဆိုကျွန်တော်မောင်းတယ်29 28